အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှဖုန်းအိမ်မှာငယ်ပြောကြော်လေးလှုပ်ရှားပြလို့လုပ်နည်းလေးကိုလာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ရှင်အရင်အဆုံးငယ်ပြောတီးငါလုံးကိုရှိပေးထားလိုက်ပါမယ်နော်ပြီးရင်တော့ကောက်ငင်းမုတ်ဟင်းခတ်စွန်းလေးစွန်းစာကိုထည့်ပေးလိုက်ပါမယ်တကြားထမင်းစားစွန်းသုံးစွန်းစာထည့်ပြီးတော့စားအနေငယ်ထည့်ပေးလိုက်ပါမယ်နော်ပြီးတော့လော်ပီတာနန်းစေးအနေငယ်ကိုထည့်ပြီးတော့ရောတမမွေပေးထားလိုက်ပါမယ်နော်ဒီလိုမျိုးအနေအထားဆိုရင်တော့ကြော်လို့အစင်တစ်ဖြစ်ပါရဲ့ရှင့်ဒီနေရာမှာတော့မကတ်တဲ့အိုးကိုသုံးတာပို့ပြီးတော့အစင်ကြေရရှင့်ကဲဒီလိုမျိုးအနေအထားဆိုရင်တော့ရပါပြီနော်ကျန်တဲ့ဟာတွေလည်းဒီတိုင်းပဲကြော်ပေးထားလိုက်ပါမယ်နော်ကဲနောက်ဆုံးမှာတော့အသားလေးကနှုတ်ညံ့ပြီးတော့စားလို့အရန်ကောင်းတဲ့ငှက်ပြောကြော်လေးရပါပြီနော်နောက်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြမယ်နော်အားလုံးပဲဘိုင်ဘိုင်